နောက်လာမယ့်ကျောင်းသားကျောင်းသူတွေအတွက်မှာချင်တာတော့ကိုယ့်ဘက်ကအချက်အလက်ဆုံးဖို့တော့ပို့ပြီးတော့တတိပြုရမှာကျွန်တော်လည်းယုံကြည်နဲ့လက်တွဲနိုင်ပါတယ်လို့လက်တွဲကိုတက်တော့ကနေတီးပြီးတော့ရှောက်ဖြစ်ခဲ့ရပါလက်တွဲမှာမိုဘိုင်းတက္ကသိုလ်ကိုရှောက်ဖြစ်Queen Universityကိုရှောက်ဖြစ်ခဲ့ရပါMobile University ကိုဒီတုအနေနဲ့ရှောက်ခဲ့ရပါစာရေးစာတန်းဆိုလို့ရှိရင်ဒီCU ဖို့အတွက်စာရေးစာတန်းပြီးတော့ကြတော့ဒီမိုးဖောင်ဝင်မို့တော့စာရေးစာတန်းတွေလည်းလိုတယ်ပြီးတော့ကြတော့တက္ကသိုလ်အမှတ်စီးရင်ပေါ့နော်ကိုကဒီ2မိတာဖြစ်တဲ့အတွက်တက္ကသိုလ်အမှတ်စီးရင်နေလည်းလိုတယ်နောက်ပြီးတော့ပညာရေးပိုင်းဆိုင်ရာစာရေးစာတန်းတွေအင်အောင်စုစာရေးစာတန်းတွေအများကြီးလိုရပေါ့နော်အဲ့ဒါတွေအများကြီးပြင်ဆင်ခဲ့ရပါတယ်လက်တွင်းနေပြီးတော့ notary ရော CV ရောပြီးတော့ကြတော့အဲ့လိုမျိုးမိုးဖောင်ဝင်တဲ့အခါလိုအပ်တဲ့စာရေးစာတန်းတွေအကုန်ပေါ့နော်လက်တွင်းကနေပဲအကုန်စီစဉ်ပေးခဲ့ရပါပြင်ထားဖို့လိုကတော့ဒီက showman နေလိုမယ်ပြီးတော့ဒါ CEO ကလိုမယ်ပေါ့နော်အဲ့ဒါကတော့အဓိကပေါ့ကြောက်တော့မယ်ဆိုရင်အဓိကအနေက showman ကြီးကအဓိကပြင်ဆင်ဖို့လိုတာပေါ့နော်Mobile University ကိုကျောင်းဝင်ရအရင်ပြောပါတယ်ကျောင်းလျှောက်ပြီးတော့ကျောင်းဝင်ခွင့်ရတဲ့အချိန်မှာပြောတာပေါ့နော်တစ်ဆင့်ပြီးသွားပြီဆိုဒီကရတဲ့အချိန်မှာလည်းပြောတာပေါ့နော်ဒီတန်နေရတဲ့ချင်းလောင်းနေရမအိမ်နိုင်မစားနိုင်နဲ့ရတော့ဒီကြောင်သွားတဲ့အချိန်မှာထားပါကုန်တယ်လို့ပြောပါတယ်နောက်လာမယ့်လူတွေလည်းကြိုးစားပြီးလျှောက်ပါလို့တက်တွင်းကိုလည်းယုံကြည်နဲ့လက်တွဲနိုင်ပါတယ်နောက်လာမယ့်ကျောင်းသားကျောင်းသူတွေအတွက်မှာချင်တာတော့ကျောင်းလျှောက်တဲ့သူတွေကလည်းများနေပြီလေနော်တက်နှစ်ဆိုတော့ကိုယ့်ဘက်ကအချက်အလက်ဆုံးဖို့တော့ပို့ပြီးတော့တတိပြုရမှာပေါ့နော်အပြိုင်ဆိုင်နေနဲ့ဆို